စိန်ကငါ့ကိုတန်ဖိုးထားပါလို့ဘယ်သူကမှလိုက်မပြောသလိုစိန်ရောင်းတဲ့သူကလည်းလမ်းလေမှာတန်ဖိုးရှိတဲ့စိန်တွေပါဆိုပြီးဘယ်တော့မှအော်မရောင်းဘူး။ဘာကြောင့်လဲဆိုတော့စိန်ဆိုတဲ့တန်ဖိုးကိုလူတိုင်းကသိနေလို့ပါပဲ။တန်ဖိုးရှိတဲ့အရာဆိုတော့တန်ဖိုးထားပါလို့လဲအထူးတလဲလိုက်ပြောနေစရာမလိုဘူး။ဒီလိုပါပဲလူဆိုတာလဲငါ့ကိုတန်ဖိုးထားပါလို့လိုက်အော်နေလို့ဘယ်သူကမှလည်းကိုယ့်ကိုတန်ဖိုးလာထားမှာမဟုတ်ပါဘူး။ကိုယ်တိုင်ကတန်ဖိုးရှိအောင်နေမှသာတန်ဖိုးသိတဲ့သူတွေကတန်ဖိုးထားကြမှာပါတန်ဖိုးဆိုတာပင်ကိုအည်အသွေးတစ်ခုသာဖြစ်တယ်လို့ကိုယ်တိုင်ကလည်းထိမ့်သိမ်းရမှာပါရေချမ်းအိုးစင်ကရေကိုဘယ်သူကမှခြေဆေးမှာမဟုတ်တယ်လို့လမ်းဘေးရေအိုင်ဖြစ်နေရင်တော့တွေ့မြင်တဲ့သူတိုင်းကခြေဆေးကြမှာပဲဒါကိုအပြစ်ပြောလို့မရဘူးတိတ်ခါရှိအောင်နေမှမေတ္တာရှိတဲ့သူတွေကမင်းရဲ့ဘဝထဲကိုဝင်လာကြမှာပါဒါကြောင့်ကိုကိုတန်ဖိုးရှိအောင်နေထိုင်ပါဒါစင်နေသောစာပေချစ်သူတဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ